Hello, welcome to the Kevin Channel. ရန်ကုန်ရဲ့ Street Life ဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်ပြောပြမှာဖြစ်တယ်။ရန်ကုန်ရဲ့လမ်းပေါ်မှာအချိန်ပြည့်လူငယ်တွေရှိနေတယ်။ရန်ကုန်ဟာဘယ်တော့မှညမအိပ်တဲ့မြို့တော်ဖြစ်တယ်။ရန်ကုန်ရဲ့နေ့တွေညတွေအမြဲတမ်းစီကားနေ။ရန်ကုန်ရဲ့လမ်းပေါ်မှာလူငယ်တွေရဲ့ဒီဇိုင်းမျိုးတို့နဲ့ဂျလန်းနေတယ်ပျော်ပါနေတယ်ကိုယ်ဒီဇိုင်းနဲ့ကိုလမ်းတစ်တွေဖောက်နေတယ်အဲ့လိုသွားနေတဲ့ကာလတွေရှိတယ်အခုဒီလည်းသွားနေတယ်ပဲဒီအာနာသိမ့်ပြီးနောက်ပိုင်းမှာဒါရန်ကုန်ရဲ့ street light ကပျောက်သွားကဲကျွန်တော်တို့ပြန်ဆက်အောင်ကျွန်တော်တို့ဂျာတိတွေကလည်းနည်းနည်းအရွယ်ရလာတော့စီနီယာအပိုင်းတွေက BJ နဲ့စပြီးမျောတက်လာပြီကျွန်တော်မေဆိုကျွန်တော်ရေးလဲပွားတယ်နေပေါင်းတဲ့ကောင်တွေကလည်းနေဖေနဲ့နေဦးလေးအရွယ်တွေကြီးပဲဆိုပွားတယ်ကျွန်တော်တို့ပေါင်းတဲ့ဘေးတွေကတကယ်ကျွန်တော်အဖေအသက်အရွယ်တွေကျွန်တော်ဦးလေးအသက်အရွယ်တွေကျွန်တော်အကိုအသက်အရွယ်တွေဖြစ်နေကျွန်တော်နဲ့ level တန်းပေါ်တာရလည်းဒီဘေးနဲ့ပဲသွားပေါင်းတာအဲ့တော့ကျွန်တော်တို့ရသူတို့နဲ့ပဲမျောတယ်နီးနီးညာညာသူတို့စီမှာပဲနေတယ်သူတို့စီက street knowledge တွေပါအရွယ်ပေါ့ဗျာလမ်းပေါ်မှာဘယ်လို hustler လုပ်အောင်လဲပေါ့အဲ့ဒါတွေကျွန်တော်တို့သူနဲ့ပေါင်းပြီးအမြင်နဲ့တင်ပြီးတော့ကျွန်တော်တို့လည်းအဲ့ချိန်မှာ African American hustler ကားကိုကြည့်ပြီးအရင် hustling လုပ်ချင်တဲ့ကာလရှိတယ်ဗျအဲ့ကာလဆိုတော့ကျွန်တော်တို့ကအားနေလက်ခွက်တွေကတောင်းနဲ့လမ်းပေါ်မှာနေတာများတယ်အပိုင်နဲ့အစော်တွေဆိုလဲကျွန်တော်တို့ fan လို့မရဘူးဘာလို့ကျွန်တော်ကတာတီလန်အောင်စိုးတဲ့ကောင်တွေဖြစ်တယ်တာတီလန်အောင်မှတ်ရတဲ့လူတွေနဲ့ပေါင်းတာဒီစော်တွေကလည်းတယောက်တယောက်စောက်ကျင်နေပြီးတော့ကျွန်တော် fan ဖို့အဆင်ပြေတာစော် fan ကြီးတခြားရက်ွက်တွေမှာကျွန်တော်သွား fan အဲ့လို BJ နဲ့ပေါင်းလာတော့ကျွန်တော်ကဘာဖြစ်လဲဆိုတော့ညဘက်ဆိုမိုးလင်းပေါက်ကဲတယ်ညဘက်ဆို club သွားတယ်တညလုံးနေပြီးမနေ့ကျမှအိမ်ပြန်အိတ်တာအဲ့လိုအိမ်ပြန်အိတ်ဒါကလားရီနဲ့ခြီသွားတော့ညတညလုံးသွားတယ်မနေ့ကျမှပြန်အိတ်တယ်ဆိုလားရီလည်းခြီသွားအိမ်နဲ့ကြောင်နဲ့ကွင်တက်ပြီလေဟာအတလူကြီးအဲ့မှာအိမ်နဲ့ revolution လုပ်မယ်ဆိုအိမ်ဘောကဆင်းတာကျောင်းမြင်ရတော့ကျွန်တော်လည်းသိရကျွန်တော်ဘော်ရာရဲ့30ကျွန်တော်ပတ်စံနေပါပြီးရပြီးကြောင့်အိမ်ဘောတက်ဖို့ကျွန်တော်ပြန်လာခေါ်ပြီးရပေါ့အဲ့ကလာပြီးတော့ကျွန်တော် dress လေးရှုပ်လာပြီးပြီးတော့မိန်းမတွေပါလာပြီမိန်းမတွေနဲ့လည်းတိလာပြီကျွန်တော်ဒီနေရာမှာပြောချင်တာကျွန်တော်မိန်းမတွေနဲ့တိရဆိုတော့မိန်းမတွေနဲ့အိတ်တာကိုပြောအောင်ကျွန်တော်တို့နဲ့တိတဲ့ဘဲတွေကသူတို့နဲ့ပိုင်တဲ့စော်တွေနဲ့အိတ်တယ်သူတို့ပေါ်တာတွေခေါ်လာအဲ့စော်တွေရဲ့ပေါ်တာတွေကျွန်တော်အိတ်ချင်အိတ်လို့ရဒါပေမဲ့ကျွန်တော်မအိတ်ကျွန်တော်တို့ကအဲ့လိုမျိုးတော့စီးရှိတယ်ကျွန်တော်တို့ကဘလောက်ဒီ street တွေဆန်လာလဲဆိုအကုန်လုံး hotel ထဲမှာစုပြီးဖဲရိုက်တယ်ဟောစီးချနေရဆိုရင်မနေနိုင်တဲ့အတွေ့အရေစည်းကန်းသွားပြီးရေချိုးကန်းနဲ့သွားပြီး fuck နေတာတော့ကျွန်တော်တို့ကဘာမှကျွန်တော်တို့မထူးဆန်းတဲ့မြင်ကွင်းဖြစ်လာကျွန်တော်ကလုံးဝ anarchy ဆန်လာတယ်လုံးဝ street ဆန်လာတယ်ဒီလိုပဲကျွန်တော်တို့အဲ့လိုတွိုင်းနဲ့ dress တွေလည်းရှုပ်လာပြီနောက်ဆုံးကျွန်တော်ကဘယ်လောက်ဒီအချိန်နေဆိုတော့သူများတွေစီကနေရော fan မဲ့လူတွေစီကနေပတ်စံနေယူတယ်ယူပြီးကျွန်တော်လက်ကားတိုင်တွေမှာသွားဝယ်တယ်ဝယ်ပြီးသူတို့မာတဲ့အမောက်ကိုပြန်ခွဲဖို့ကျွန်တော်နေရာမရှိလို့ညာစည်းတန်တရားပေါ်ကဟိုတထောင်းသားတွေပတ်စံတောင်းနေနေရဘေးမှာထိုင်ပြီးအဲ့လိုဆေးကြောက်ကိုပေါ်တင်ဖွင့်ပြီးကျွန်တော်ခွဲဘူးတယ်ကျွန်တော်အဲ့ချိန်တော့ကျွန်တော်အရင်သဘောကျပါငါ hustler ဖြစ်နေ hustling လုပ်နေပြီဒါပေမဲ့ကျွန်တော်ကအဲ့ချိန်မှာလူတွေကကျွန်တော်နဲ့တိတ်မပတ်သက်ချင်တော့ကျွန်တော်ဘုတ်ဖြစ်နေတာဒါပေမဲ့ကျွန်တော်နဲ့နေတဲ့လူတွေ live ကလည်းပျော်ဖို့ကောင်းတော့ကျွန်တော်အဲ့ထဲမှာပဲနေကြည့်ရကျွန်တော်လမ်းပေါ်မှာလည်းကျွန်တော်ပျော်လာပြီကျွန်တော်ရေးလေပေါ်လာမင်းနဲ့ကောင်ဆိုဒီကောင်လေးအိမ်သွားမျောမမျောရင်ကျွန်တော်အိမ်ခေါ်ပြီးဒီကောင်လေးမျောတယ်ကျွန်တော်ရဲ့အမြဲတမ်းလူတွေတုံယုံပေါ့အဲ့ကာလလည်းဘာဖြစ်လဲဆိုပေါ်တစ်စော်နှစ်ဆိုပြီးငါကြောင်အတွေးတွေဝင်တဲ့ကာလဖြစ်နေတော့ချီးပေခွက်နဲနာကြီးလျှော်တာကျွန်တော်မသိသေးဘူးပေါ့ဗျာပြီးတော့ကိုယ်လဲကြရလဲဒီကောင်လေးကိုယ်လျှော်သွားတာတွေဂျင်းထဲတာတွေအကောင်းကြီးဖြည့်တွေးပြီးနေတဲ့ချိန်ပေါ့တည်ရမယ်ဒါပေမဲ့နောက်ကျတော့ကိုတိုင်ပတ်လာတော့ကိုတိလာတာကိုဘောတကယ်ခင်တဲ့ကောင်လေးတွေပဲနေဖြစ်တော့တယ်ဒီကောင်လေးတွေနေဖြစ်တော့ဒါပေမဲ့တခုရှိတာတယောက်နဲ့တယောက်ဘလောက်ပဲတည်မတည်ကွိုင်တက်ပြီးဟေးလို့ရက်ွက်ထဲမှာပြောလိုက်တရက်ွက်လုံးလိုက်လာပြီးကိုနဲ့တိမတိရက်ွက်ထဲမှာပေါချဆုပ်ပြီးတရက်ွက်လုံးလိုက်လာပြီးအဲ့လိုမျိုးရှိရဲ့ကျွန်တော် drop စီဆိုလဲကျွန်တော်ရောင်းတော့မရောင်းဒါပေမဲ့ကျွန်တော်ပြန်ပြီးမျှပြီးရပေါ့ဗျအဲ့တော့ရန်ကုန်ရဲ့ street light မှာကျွန်တော်တင်ခဲ့လိုက်ရပါလဲဆိုမင်းနှုံရင်ခံရမယ်လူတွေဂျင်းတဲ့တာကိုဂျင်းပြန်မထည့်ကျင်တော့ဘယ်လိုပြောမလဲရှောင်ရမယ်ပေါ့ဗျပြီးတော့ကျွန်တော် dress တွေကိုလက်ကားစီကနေကျွန်တော်အများကြီးသွားဝယ်ပြီးကိုယ်တိုင်တည်တော့ဘယ်ကောင်ကရေးလဲဘယ်ကောင် informer လဲဆိုတော့သူတို့မျက်လုံးတွေကိုကျွန်တော်ကကြည့်ရတယ်ကျွန်တော်ကဖတ်တတ်လာ street knowledge ပေါ့ဗျကျွန်တော်ဆက်ပြီးတော့နောက်အကြောင်းအရာမှာကျွန်တော်ဘာပြောမလဲဆိုတော့ဆက်ပြီးနားထောင်ကြည့်ပါဦးကျေးဇူးတင်ပါတယ်